မင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့ရဲ့နေ့စဉ်ဘဝနေထိုင်မှုတွေမှာဆွေမျိုးသားချင်းတွေနဲ့ပဲဖြစ်ဖြစ်အပေါင်းအသင်းတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်တွာလာပြောဆိုဆက်ဆံတဲ့နေရာမှာသတိပြုတဲ့စာစုလေးတစ်ခုကိုဖတ်ကြားပေးချင်ပါတယ်အပြန်အလှန်ဖြည့်ဆည်းခြင်းစပတ်အုံးမွေကမွေဟောက်ကိုလဲပင်ညှစ်လိုက်ချိန်မှာမွေဟောက်ကလည်းစပတ်အုံးမွေကိုကိုက်လိုက်ပါတယ်မွေးနှကောင်စလုံးတည်သွားခဲ့ပြီးတကောင်ကအသက်ရှူကျပ်လို့တည်ဆုံးရကကြံတကောင်ကတော့အစိတ်ကြောင့်တည်ဆုံးရပါတယ်လူတွေဟာဒီလိုနည်းနဲ့ပဲအချင်းချင်းဖြည့်ဆည်းကြတာဖြစ်ပါတယ်တငယ်ချင်းဆက်ဆံရေးတွေပြတ်တောက်သွားတယ်ချစ်သူကြီးစားဆက်ဆံရေးတွေအဆုံးသတ်သွားတယ်မိသားစုတွေဟာလည်းတဦးနဲ့တဦးအမြဲတမ်းပိုကောင်းခြင်းနဲ့စိတ်ကြောင့်ကိုပျက်စီးစေတဲ့အထိဖြစ်သွားကြရပါတယ်တချို့ကသူတို့ရဲ့မာနစိတ်နဲ့လူတွေကိုအသက်ရှူကျပ်အောင်ညှစ်ထားပြီးတချို့ကတော့ဂုံးတိုက်ပြောဆိုခြင်းမနာလိုခြင်းနဲ့လိမ်လည်လှည့်ပြားခြင်းတွေနဲ့အစိတ်ခတ်ပြီးအချင်းချင်းပျက်စီးကြရတာပါကျွန်တော်တို့အားလုံးဟာဖြည့်ဆည်းခြင်းတန်တရားကိုဖြတ်တောက်ပြီးအဲ့ဒီအစားနားလည်မှုစာနာနားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတို့ကိုပြိုးထောင်ဖို့လိုအပ်ပါတယ်စပအုံးဝင်နဲ့မွေဟောက်တို့ဟာသူတို့ရဲ့အချင်းနှီးတိုက်ပွဲမှာပျက်စီးဆုံးရှုံးသွားရတယ်လို့ပဲကျွန်တော်တို့လည်းအတ္တမာနမနာလိုမှုနဲ့လိမ်လည်မှုတွေကိုလက်ခံလိုက်တဲ့အခါကိုရောတခြားသူတွေကိုပါထိခိုက်နေတာအောင်လုပ်မိနိုင်ပါတယ်တတိယပါစစ်မှန်တဲ့ပြည်စုံမှုဆိုတာတခြားလူတွေကိုဖျက်ဆီးပြရမှာမဟုတ်ဘဲသူတို့ကိုမြင့်တင်ပေးရမှာပူးပေါင်းဆောင်ရွက်မှုနဲ့အပြန်အလှန်လေးစားမှုစိတ်ဓာတ်ကိုမြင့်တင်ရမှာတည်ရှိတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမူတွေကိုလက်ခံကျင့်သုံးလိုက်တဲ့အခါဆက်ဆံရေးတွေဟာပြိုင်ဆိုင်မှုတွေမဟုတ်တော့ဘဲတိုးတက်မှုနဲ့အကျိုးကျေးဇူးတွေမျှဝေခံစားရာရောင်စုံချဲတဲ့ပန်းဥယျာဉ်တွေဖြစ်လာတဲ့ကမ္ဘာတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်ချစ်ချင်းမေတ္တာကရုဏာသစ္စာစောင့်တည်မှုနဲ့ရိုးသားမှုတို့ကိုရွေးချယ်လိုက်ပါမေတ္တာဖြင့်ပြန်လည်မျှဝေပါသည်တဲ့အားလုံးပဲကျမ်းမာရှင်လန်းကြပါစေရှင်